ဒီနေ့တင်တဲ့စာကိုတင်ဖို့အတွက်ဒီလိုကိုပုံပြီးဒီ file လေးလောက်လိုက်ပေါ့နော်ဒီစရာလေးလောက်လိုက်လုပ်ပြရတဲ့ကျွန်တော်တို့ home deck က editing group မှာရှိကျွန်တော် sort and filter ဆိုတာလေးကိုကျွန်တော်သုံးပါပေါ့ဗျာကျွန်တော်တို့ဒီမှာ filter ဆိုတာလေးကိုနှိပ်လိုက်မယ်အဲ့ဒါဆိုကျွန်တော်တို့ဒီမှာဒီလိုလေးတွေမြားလေးတွေပေါ်လာပါတော့အဲကျွန်တော်တို့ဒီမှာ department ကိုကျွန်တော်တို့လုပ်ကြည့်လိုက်မယ် department နေ female တွေ professor တွေကြိုက်တာလုပ်ရပါတယ်ဒီမှာကျွန်တော်ဒီ professor တွေ run ကိုလုပ်ကြည့်လိုက်မယ်ပေါ့ run ကဓာတုကိုလုပ်ကြည့်လိုက်မယ်ဆိုရင်ဒီမှာကျွန်တော်တို့အကုန်လုံးဒီမှာဟောပါပေါ့ select all ထားတယ်အဲ့ဒီမှာကျွန်တော်တို့က professor ကိုစစ်ထုတ်ခြင်းနဲ့ကျန်တဲ့အားတွေကိုဖြုတ်လိုက်ပေါ့နော်ဖြုတ်လိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီမှာလိုက်တဲ့အချိန်မှာကျွန်တော် okay ကိုပေးလိုက်မယ်ပေါ့နော်ဒီ text filter နဲ့လည်းလုပ်လို့ရအောင် text filter စာနဲ့ပေါ့ဒါတော့ကိုလုပ်ချင်တာကိုစမ်းချင်တာစမ်းကြည့်ပေါ့နော်ဒါကျွန်တော်ကတော့ပုံမှန်လေးဒီမှာ professor ကိုယူလိုက်တယ် okay ပေးလိုက်တယ်အဲဒါကျွန်တော် professor ကဒီမှာတော်များနဲ့ဥကျော်ပေါ့နော်လာစာငါနေရတယ်ဘာလို့ဆို chemistry မှာရှိတယ်အင်္ဂလိပ်မှာရှိတယ်အဲကျွန်တော်တို့ဒီဟာကို filter တုံးထားပါတော့အဲကျွန်တော်ဒီကောင်ပြန်ပြီးတော့ select all လိုက်မယ် select okay ပေးလိုက်မယ်အဲဒါကတော့ကျွန်တော်တို့စာတာပေါ့ဒီမှာ female ရွေးချင်တယ်အဲ့လို female ကိုရွေးလို့ရတယ် gender မှာသွားလိုက်ပေါ့အဲပြီး female မေးရမယ် select ပြီးတော့ရွေးလို့ရပါတော့အဲကျွန်တော်လာစာကိုလုပ်ကြည့်မယ်ပေါ့လာစာကိုလုပ်ကြည့်မယ်ဆိုကျွန်တော်တို့3သိန်းဝယ်ရတယ်ဒီမနေ့ကကျွန်တော်4သိန်းရကိုစမ်းချင်တယ်သူစမ်းချင်ပေါ့နော်အဲနောက်ကျတော့ဒီမှာကျွန်တော် number filter နဲ့လည်းရွေးလို့ရတယ်အဲ့မှာ equal does not equal မတူတာ character နဲ့အားလုံးကိုစမ်းချင်တာနဲ့စမ်းပါဗျာစမ်းကြည့်ပေါ့ကိုကတော့3သိန်းခွဲပဲကျွန်တော်စမ်းလိုက်မယ်ဆို okay ပေးလိုက်မယ်ဆိုရင်3သိန်းခွဲရတဲ့သူ3အောင်ရှိရဲဥပရဲ့တော့ဆိုရင်တော့အေးရဲ့အဲ့လိုပေါ့နော်နောက်ဌာနတွေလည်းဒါကလည်းသိရတယ်ကျွန်တော်ဒါတွေ filter ကိုသုံးစုတဲ့နေတယ်ပေါ့ filter လေးတွေထည့်ထားရဆိုကျွန်တော်အဲ့လိုရုံးလုပ်ငန်းတွေမှာကျွန်တော်တို့စက်ရုံလုပ်ငန်းတွေမှာကျွန်တော်အဲ့လိုပေါ့နော်3သိန်းခွဲရတဲ့သူဘယ်နှယောက်ရှိတယ်ဒီဘယ်ဌာနမှာပါညာပေါ့ဗျာကျွန်တော်တို့အကုန်ဆက်လို့ရပါပေါ့ filter လေးအကောင်လေးတွေလည်းဒါအသုံးဝင်တယ်ပေါ့ဒါကျွန်တော် home deck က sort and filter editing group မှာရှိတဲ့ sort and filter သုံးပြုကြည့်တာပေါ့နော်အဲ့ဒါကျွန်တော်ဒီနေ့သင်ခန်းစာတော့လောက်ပဲပုံမှန်တိုင်းပဲကျွန်တော်တို့ဒီ file ကို save as ကျွန်တော်တို့ပါအောင်ဆိုရင်ဒီနေ့ဘယ်လောက်ရှိသွားပြီဆိုရင်ဒီအတွက်ရောက်သွားရင်လည်းဒီအတွက်လား data နေမယ် data နေတော့အဲ့လိုလေး live လုပ်ကြည့်နေဆိုကျွန်တော်စာရေးနားလည်လာမှာပေါ့ကိုယ့်အကိုလည်းစမ်းကြည့်လို့ရတယ်မသိတာရှင်ကျွန်တော် comment မှာမေးခဲ့လို့ရတာပေါ့နော်နောက်နေ့ကျမှကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်ဒီနေ့ကတော့လောက်ပါပဲကျေးဇူးတင်ပါတယ်